Hello မင်္ဂလာပါဒါလေးကတော့ကြာစံတုပ်လေးဖြစ်ပါရှင်ဟိုးလွန်ခဲ့တဲ့နှစ်20လောက်ကဒူဘိုင်းမှာသွားပြီးတော့ငါပထမဆုံးသွားတော့ငါပေါ့နော်အဲ့တော့ငါဟိုတာနာဟိုတယ်မှာဝယ်စားခဲ့တာ$10တောင်ပေးရခုတော့ကိုယ်စားရင်လာမှမကြဘူးเนาะဒါလေးကတော့ပဲကြာစံspring onion just to make basil not kimon မဟုတ်ဘူးပါ kimon nandambe ဂါချေဥတခွားသည်ခရမ်းကျင်သည်ကျက်သွန်နီအစိမ်းပပလေးလီထားတာငှက်သီးစိမ်းလေးနဲ့ပေါ့နော်အဲ့ဒါလေးကို olive oil နဲ့ရောပြီးတော့တုပ်စားရပေါ့လေပဲစီအိမ်မှာမရှိလို့เนาะပဲစီရရှားဒီမှာလေဒါကြောင့်မို့ဒါလေးပါရှင်ကြည့်တော့စာအချုံမုံနဲ့ထည့်ဖို့လည်းမမေ့နဲ့เนาะပြီးရင်တော့တံပြားကြီးလေးညှစ်ပြီးတော့ထည့်ပါမယ်အားလုံးစုံအောင်နယ်လိုက်ပြီးတုပ်လိုက်ပြီးတော့ကြက်ရိုးဟင်းကြိုလေးနဲ့စားလို့ရှိရင်ရန်ကိုပဲစားလို့ကောင်းပါတယ်ရှင်